လာပါရှင်ကျမတို့ဒီနေ့ fail option ကစားမှရှိတဲ့ fail option နဲ့ပတ်သက်တဲ့အသုံးပြုပုံတွေကိုပြောင်းမှဖြစ်ပါတယ် fail ကမမရှိလေနေတော့တွေ့နေရပဲလေဆိုတော့ home tab ရဲ့အောက်ဟာကျမတို့ editing tab မှာလာလို့ရှိရင်တော့ fail ဆိုတဲ့ option လေးကိုတွေ့ရမှာဟုတ်ပြီကျမတို့သူ့ဘယ်လိုသုံးလဲဆိုလို့ရှင်ဒါကတော့အလွယ်တကူတိကျ sample data လေးကို guide လိုက်တယ်ဒီ billing question တွေကအောက်တက်မှာကျန်တဲ့ sales နေနဲ့တူဒီကြရကျန်တဲ့သူတူပဲလို့ယူဆတယ်ဆိုတော့ဆရာမတ်တယ်ပြီးလို့ရှိရင်ဒီမှာကျမတို့က fill ရတယ်ပြီးတော့ down ဆိုတဲ့ club လို့မြင်လိုက်မယ်အဲ့ဒါဆိုတန်းစီပြီးတော့ billing ဖြစ်သွားမယ်တကယ်လို့တော့ခါမှာကျတော့ဒီလောက် play ရဲ့ data မှမဟုတ်တာ data တွေအများကြီးကိုမှကျမတို့ကလောက်ရတာဆိုတော့ဒီဟာလေးဆိုလဲဇောင်းသားပြောသလိုပဲ fail ကိုယူလိုက်တယ်ယူပြီးသွားလို့ရှင် down ဆိုတဲ့ဟာကိုယူလိုက်တယ်အဲ့ဒါဆိုရင်ကျမတို့ကျင်တဲ့ဒီ information တွေကိုပြည့်နေတဲ့အရာလေးတွေရှိသွားမယ်ပေါ့နော်ဗီဒီယိုလေးကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် like share and follow လေးလုပ်ပေးကြပါနောက်ဘလူးဗီဒီယိုမျိုးလေးလိုချင်တယ်ဆိုပြီးတော့လည်း request တင်လို့ရပါတယ် comment မှာ comment ပေးထားလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ် bye bye